လုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့အမ်ဘာကမော်လာဦးနီထုံးနည်းလေးကိုထုတ်ပြပေးမှာဖြစ်ပါတယ်မော်လာဦးနီကီချိန်လေးပါရှင်မော်လာဦးနီလေးထုတ်ဖို့အတွက်ကလေမုံရောင်လေးလို့မယ်အစိမ်းရောင်လေးလို့ပါမယ်ပြီးတော့မော်လာဦးနီထဲမှာထည့်ဖို့ဆီလီကွန်လေးလို့ပါမယ်အမှသုံးထားတာကတော့အနံပါတ် 3mm နဲ့ပါနောက်ပြီးတော့လေမှတ်ချိတ်လေးလည်းတစ်ခုလို့ပါမယ်နောက်တော့ချိတ်လေးတွဲဖို့အတွက်တော့ချိတ်လေးတစ်ခုလို့မယ်ပြီးရင်ချုပ်ဖို့အတွက်ချုပ်အပ်လေးနဲ့ချီဖြက်ကကြီးလေးတစ်ခုလိုပါမယ်အဲဆိုလို့ရှင်စလိုက်ရအောင်နော်အရင်ဆုံးမုံလောင်နီထိုးဖို့အတွက် magic ring လေးအရင်လုပ်မယ်နော်magic ring လုပ်ပြီးရင်ချိန်တစ်ခါထိုးမယ်ချိန်တစ်ခါထိုးပြီးလို့ရှိရင်ဒီ magic ring ထဲမှာတိုင်တူ6တိုင်ထိုးမယ်နော်1 2 3 4 6တိုင်တို6တိုင်ထိုးပြီးလို့ရှိရင် magic ring လေးပိတ်လိုက်မယ်နော်ဒီတစ်ခါအမလေးရှက်ကော့နဲ့မဆက်ပဲနဲ့တစ်စက်ထဲထိုးတဲ့အနေနဲ့ထိုးပြမယ်နော်ဒီထိတ်ဆုံထိုးခဲ့တဲ့တိုင်တိုရဲ့ထိတ်လေးကိုရှက်ကော့နဲ့မဆက်ပဲနဲ့တစ်ခါတည်းတိုင်တိုတစ်တိုင်နဲ့ထိုးလိုက်မယ်နော်တိုင်ထိုးပြီးရင်လေဒီတိုင်ထိုးထားတဲ့ဟာလေးကိုမှတ်ကြိတ်လေးနဲ့မှတ်ထားမယ်နော်ပြီးရင်အခုကတိုင်ပွားထိုးမှာပေါ့တိုင်ပွား6ကထိုးမှာဖြစ်တဲ့အတွက်ဒီထိတ်မှာတတိုင်ထိုးထားပါဆိုတော့အဲ့အပေါက်ထဲမှာပဲနောက်ထပ်တိုင်တိုးတတိုင်ထပ်ထိုးမှာနော်အဲဆိုရင်တိုင်ပွားတစ်ခါရပြီပတ်လည်ကိုနောက်ထပ်တိုင်ပွား9ကထပ်ထိုးမှာပေါ့နော်ကိုကတစ်ခါရပြီဆိုတော့တစ်ခါနှစ်ခါသုံးခါ4ခါ5ခါ6ခါအဲဆိုလို့ရှိရင်ဒါ2တန်းပြီးပါပြီပေါ့နော်3တန်းမြောက်ကြတော့လေတိုင်လုံးကမပွားပဲနဲ့တပေါက်ကိုတစ်ချက်စီနဲ့တိုင်တိုး12ခါထိုးပြီးမယ်နော်အရင်ဆုံးပထမတစ်ချက်ကိုထိုးမယ်ပြီးရင်မှတ်ကြိတ်လေးနဲ့တစ်ချက်မှတ်ထားမယ်ပြီးရင်မပွားတော့เนาะတပေါက်တစ်ချက်စီဆိုအခုတစ်ချက်ထိုးပါပြီဆိုတော့နောက်ထပ်17ခါပေါ့เนาะတပေါက်တစ်ချက်စီနဲ့နဲ့3 4 5ဒီအတိုင်းပဲเนาะအဆုံးထိရတဲ့ထိုးရမှာเนาะဆွပေါင်းတိုင်တို12ခါရှိရမှာเนาะအဲဆိုရင်တပေါက်ကိုတစ်ချက်စီနဲ့တိုင်တို12ခါပြည့်သွားပြီဆိုလို့ရှိရင်ဒါ3တန်းမြောက်ပြီးပါပြီပေါ့เนาะ4တန်းမြောက်မှာကြတော့လေတပေါက်ချာစီတိုင်ပွားမယ်เนาะပထမဆုံးတစ်ချက်ကိုကြတော့တိုင်တူထိုးမယ်ပြီးလို့ရှိရင်မှတ်ကြိတ်လေးနဲ့မှတ်ထားမယ်ပြီးရင်သူ့ဘေးကအပေါက်ကိုကြတော့တိုင်ပွားထိုးမယ်နော်တိုင်ပွားတစ်ခါပြီးရင်ဘေးကအပေါက်မှာကရိုးတိုင်တူတစ်ခါပဲသူ့ဘေးကအပေါက်မှာကြတော့တပေါက်ထဲမှာတိုင်တူ2ချက်တိုင်ပွားတစ်ခါအဲဆို2စုံရပြီအဲ့တိုင်6စုံထိုးပြရမယ်နော်တိုင်တူတစ်ခါတိုင်ပွားတစ်ခါအဲ့ဒီအတိုင်းလေးပဲဒီမှတ်ချိတ်မှတ်ထားတဲ့ဒီဘေးအပေါက်ထီပေါ့နော်အဲ့ထီဆိုလို့ရှိရင်စုပေါင်းတိုင်တူ18ခါရရမယ်နော်နောက်ဆုံးအပေါက်လေးကတိုင်ပွားလေးနဲ့အဆုံးသတ်မယ်နော်အဲဆိုလို့ရှိရင်ဒါ18ခါရပြီအဲဆိုရင်4တန်းပြီးပြီပေါ့နော်9တန်းမြောက်ကြတော့သူကတိုင်မပွားတော့ဘဲနဲ့တပေါက်ကိုတစ်ချက်စီနဲ့တိုင်တူ18တိုင်ထိုးမယ်နော်ပထမပေါက်လေးမှာထိုးပြီးရင်မှတ်ချိတ်လေးနဲ့ပြန်မှတ်ထားမယ်ပြီးရင်တပေါက်ကိုတစ်ချက်စီနဲ့တိုင်မပွားပဲနဲ့18ခါထိုးမယ်နော်အဆုံးထိရောက်တဲ့ထိထိုးမယ်နော်ဒီအဆုံးထိရောက်တဲ့ထိထိုးသွားမယ်နော်အဲဆိုစုပေါင်းတိုင်တို18ခါရမယ်နော်အခုတပေါက်ကိုတစ်ချက်စီနဲ့တိုင်တို18ခါထိုးပြီးသွားပြီဆိုတော့9တန်းမြောက်ပြီပေါ့နော်1 2 3 4 5 9တန်းမြောက်ပြီ6တန်းမြောက်ကကြတော့လေသူကတပေါက်ကိုတစ်ချက်စီနဲ့တိုင်တို2ခါပြင်တိုင်ပွားတစ်ခါဒီထိတ်ဆုံးအပေါင်းမှာခိုင်းလို့ပဲတိုင်တိုတစ်ချက်ထိုးပြီးတော့မှတ်ကြိတ်လေးနဲ့ပြန်မှတ်ထားမယ်နောက်သူ့ဘေးကအပေါင်းမှာလည်းတိုင်မပွားပဲနဲ့တိုင်တိုတစ်ချက်ထပ်ထိုးမယ်ဒီဘေးကအပေါင်းမှာတိုင်ပွားဒီတစ်ခါကကြတော့တိုင်တို2ခါတိုင်ပွားတစ်ခါဆိုရင်တိုင်တိုတစ်ခါတိုင်တို2ခါပြီးရင်တိုင်ပွားတစ်ခါအဲ့ဒီအတိုင်းလေးပဲเนาะတိုင်တိုတစ်ခါတပေါက်ကိုတစ်ချက်စီနဲ့တိုင်တိုက2ခါတပေါက်တစ်ချက်စီနဲ့တိုင်တို2ခါပြီးရင်တိုင်ပွားက
တစ်ခါအဲ့ဒီအတိုင်းဒီအဆုံးထိရောက်တဲ့ထိထိုးသွားမယ်နော်ဒီအဆုံးကတော့တိုင်ပွားလေးနဲ့အဆုံးသတ်မယ်နော်စုစုပေါင်းတိုင်တို24တိုင်ရှိမယ်နော်